Hi. Atika tissue to our way. Always a loser claiming it was. Hi, welcome back on Stamma. So today on Stamma ပြသွားမလဲဆိုတော့ Sunday ကိုပေါ့နော်အခုဒီမှာည7နာရီပဲလောက်ရှိပြီး Ocean လိုဝယ်စီလေးတချို့ရှိလို့ပေါ့နော်ဒီအနီးနားက Grand Emirates ဆိုတော့မော်မှာတချို့လိုအပ်တာတွေတော့ပါမယ်အဲ့ဒါလိုက်ခဲ့ပြပါအောင်ဆိုတော့အခု Austin ကအခု Grand Emirates ကိုလမ်းလျှောက်နေရပေါ့နော် Austin သွားဝင်မယ်အဲဒီ Grand Emirates shopping mall နဲ့ Austin ရဲ့နေရာနဲ့7 minute လောက်တော့လမ်းလျှောက်တာပဲဆိုတော့အခုဒီနောက်ပိုင်းကနေဝင်သွားမှပဲအပြင်ထွက်နိုင်တယ်ဘာလို့လဲဆိုလို့ရှိရင် UAE ရဲ့တပြေးပြေးပူလာပြီလေဒီရဲ့အတိုင်းပဲဆိုတော့အခုတော့မှည7နာရီခွဲဆိုရင်လည်း7နာရီခွဲဆိုရင်လည်းတိုက်တဲ့နေရာစရွေးနေတော့မယ်ကွာနောက်ပိုင်းဆိုပူအောင်ပူအောင်ပါဆိုတော့နေကင်းနဲ့သွားမယ် plan ထားပေးမယ်လေညနေဆောင်လည်းမသွားနိုင်ဘူးလုံးဝမိုးချုံမှပဲသွားနိုင်တယ်ရဆိုတော့ရောက်ပါတော့မယ်ကိုယ်ဆန်ကတော့snack ရတော့မဝယ်တော့ပါဘူး snack ရမရှိမိပြီးတော့ okay မရှိမိပြီးတော့ဖြတ်ကျော်ခဲ့တယ်အများကြီးမျိုးဆိုပြီးတော့အပေါ်တက်ကိုတက်သွားပြီးတော့ body mist တပူပဲဝယ်ခဲ့တယ်ပြီးတော့ဒီကောင်တော့ညအိမ်မီပေါ့အခန်းထဲမီရရန်လင်းတော့ညအိမ်မီတစ်ခုဝယ်ခဲ့တယ်14ချက်ပဲရှိရဆိုတော့တက်မှာအဲ့လိုမျိုး14ချက်13ချက်တက်မှာဆိုပြီးတော့အယူနေတာအများကြီးရှိနေပြီဆိုတော့အခုကတော့ဘယ်ဟာမှမကြည့်ပဲနဲ့ဘယ်တစ်ခုမှဘယ်ဟာမှမကြည့်ပဲနဲ့ဒီနဲ့တ िश ရပြီးပြန်လာအောင်ပါတယ်ကျွန်တော်နှိုးရအောင်ပြေသွားပြီ
Wow. Video စမှပြောခဲ့တာနည်းနည်းလေးပဲဝင်စရာရှိရဘာမှသိဝင်စရာမရှိဘူးဆိုပြီးတော့ထွက်လာလိုက်တာမှာအခုအပြင်မှာအထုပ်တုံနဲ့ဟိုမောလိုက်တာအခုထုတ်ပတ်ပါလာလို့ထုတ်ပတ်ထဲကိုတ िश ရုပ်ထည့်လိုက်တယ်ပြီးတော့ဒီမှာအထုပ်နှစ်ထုပ်နဲ့ဆိုတော့အခုဆန်လန်းရှောင်းနေတာအိမ်တော့ပြောင်းတော့မယ်အထုပ်နှစ်ထုပ်ကိုဟိုဘက်ချိန်လိုက်ဒီဘက်ချိန်လိုက်လမ်းမှာခက်တီပဲအရင်ညောင်းလို့ရှိရင်ခုနှစ်ထုပ်လုံးအောက်ချလိုက်တယ်ပြီးလို့ရှိရင်ဟိုဘက်ဒီဘက်ပြောင်းခံလိုက်တယ်ဆိုတော့ငဲ့ဒီလည်းကျူးဆိုင်ပါဘူးသူเนี่ยဒီလည်းမသိဘူးခင်ဗျာမခင်တော့လည်းပြင်မှာမဟုတ်ဘူးနော်ဟိုမောလိုက်တာနောက်ကဘရောမတယောက်တည်းစေသွားမှုရတော့ခုတော့အိမ်ကိုရှောက်လိုက်ပါဦးမယ်ဘိုင်ဆိုတော့ခုတော့အိမ်ပြန်ရောက်ပြီမောလိုက်တာဆိုဒီမှာရေခဲတက်တာလည်းထည့်မပစ္စည်းအကုန်လုံးထည့်ပြီးပါပြီအစားသွားတော့ဆန်အဓိကဘာဝယ်တာကြတော့ရေဝယ်တာရေပါမလားသေးဘူးဝယ်ပစ္စည်းတွေလည်းရေမသိနိုင်တော့ဘူးဆိုတော့ရေပြီးမအောင်ဆေးဝင်မယ်အဓိကတ िश သွားဝယ်တယ်ပြီးလို့ရှိရင်ဆန်တီအခန်းထဲဖဲ air freshener တို့ပါတော့ညအိမ်ကြီးသွားဝယ်တယ်ပြီးတော့ပယုံလုံးအားရအဓိကသွားဝယ်တာပေါ့နော်ဆိုတော့မပြီးတော့ပါမုံဝယ်တဲ့ကျုပ်ဝယ်အဲ့ဒါပါလာတယ်ပါမုံကျုပ်လည်းအဓိကပဲဆို breakfast address ဆိုတော့ပါဟိုအမေအဓိကသွားဝယ်တဲ့ဟာက၄-၅ခုလောက်ခံနေပြီးတော့ဆိုဒီနေ့စိတ်ကူတော့ okay ကွာကိုတော့ဟိုဘယ်လိုပြောမလဲဝယ်နည်းနည်းများသွားမှသိတယ် okay ကတဟန်100ဘိုးလောက်ပဲဝင်မှာပေါ့နော်ဆိုတော့ဟို100ဘိုးလောက်ပဲအလုံးစုံဝင်မယ်ဆိုပြီးနောက်ဆုံးကတော့အလုံးပေါင်း180ချက်ပါအလိုတော့မဝင်သေးရပါဘူးလိုတာတွေကိုပဲဝင်နေများသွားတယ်ဆို okay ဒီနေ့ဖြူလီကတော့ဒီလောက်ပါပဲဒီစေးဝင်အောင်ဟိုSo okay, bye bye. Not be really nice to do it. I don't mean. Good night, bye. So we are going to Amy. We're going to announce the button on the Jaro or the USB June or Atin June Atin you may once for a single. I just do a take the bomb jar one, no come out the bomb jar tea Harley will like that. Tea Harley will like that. Tea Harley will be down. ဖြစ်ရှင်တော့ဖြူတဲ့ဖူကမတူတော့ဒါမစမ်းကြည့်ခဲ့ရဘူးပထမတစ်ခုကစမ်းကြည့်ပြီးတော့သူတို့ဖွင့်ပြတော့တိတ်မကြိုက်တော့ okay ဒါလည်းယူမယ်ဆိုပြီးတော့ဒါကိုမစမ်းကြည့်ခဲ့ဘူးအဲ့တော့ဒါကိုလည်းဆန်ကဒီအသွင်းကျုံးနဲ့အသွင်းလို့ရှိရင်ရမယ်တင်တာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ဝယ်လိုက်တဲ့အခါမှာတကယ်တော့ဝယ်အောင်လေမထူတော့ပါဘူးဟိုပါလေရေးစင်းဝယ်အောင်မှာဆိုရေးစင်းဝယ်နေပဲတကယ်ထည့်ဝယ်ရမယ်တကယ်3လုံးထည့်ရမယ်ပေါ့3လုံးမဟုတ်4လုံးအသေးလေး4လုံးထည့်ရမယ်ဆိုတော့ okay